လေကိုယ့်ကိုချက်ထားတယ်ဆိုမှလုံးဝကိုလိုက်ရကိုတာမယုံနိုင်ဘူးလုံးဝတကယ်ဟို restaurant တွေက European restaurant တွေကချက်ထားတဲ့အတိုင်းပဲဒီမှာ healthy food တွေက vegetable မဖြစ်မနေစားရမှာပေါ့တို့ကဖြစ်မိန်းကလေးတွေကအဲ့လိုယောက်ျားလေးနဲ့မတူပါရင်းတော့ဆိုထင်တာကိုယ့်ကိုတင်လာစားနေတာစားပြီးချင်းဆောလိုက်ရတယ်ပေါ့နော်လို့ထင်တာမဟုတ်မိန်းကလေးခဏကိုနဲ့ယောက်ျားလေးခဏကိုနဲ့အဲ့အမှမတူဘူး